တော့ဒီလေးနှစ်လုံးမှာကျမတို့ကဖြစ်တတ်မှုတွေအများကြီးရဲဘော်တူတယောက်ချင်းစီတိုင်းကကြုံခဲ့ရတာဖြစ်တဲ့အတွက်ကျမတို့ဒီတော်နိုင်ရေးမှာခလေးမဟုတ်တော့ပါဘူးကျမတို့အတွေ့အကြုံရင့်ကျက်ပြီးတဲ့လူတူတယောက်ချင်းစီဖြစ်နေကြပါပြီပေါ့နော်ဆိုတော့ကျမကဒီတော်နိုင်ရေးမှာရဲဘော်တူတယောက်ချင်းစီရဲ့တန်ဖိုးကိုတွတ်တဲ့နည်းလမ်းရှိပါတယ်ဆိုတော့နံပါတ်1ကတော့ရန်သူကိုဘယ်လောက်ထိထိထောက်နိုင်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးကျမကြည့်ရတယ်ဆိုတော့ဒီရဲဘော်တူတယောက်ချင်းစီတိုင်းဒီတာရနေရမှာရန်သူကိုထိထောက်နိုင်တဲ့လူတွေဖြစ်ပါတယ်ရန်သူဆိုတာကတော့လက်ရှိတိုးနိုင်ငံမှာပြည်သူလူထုကိုနှိမ့်ဆက်ညှဉ်းပန်းနေတဲ့ဖက်စစ်တပ်ဖြစ်ပါတယ်ဒါကအကြမ်းဖက်တပ်ပေါ့နော်နေအောင်လိုင်းရဲ့တပ်ကိုကျမတို့ဒီအကြမ်းဖက်စစ်တပ်ဖြစ်တယ်ဆိုတဲ့အကြောင်းကို NUG ကတင်ပြထားပြီးသားဖြစ်ပါတယ်ဆိုတော့အကြမ်းဖက်စစ်တပ်ကိုဒီရဲဘော်တူတယောက်ချင်းစီတိုင်းဒီထိထောက်နိုင်တဲ့လူတွေဖြစ်ပါတယ်ပေါ့နော်ဆိုတော့အကြမ်းဖက်တပ်ကနှစ်ပေါင်းများစွာတွေကသူ့ကိုသူအများကြီးစောက်လာခဲ့တာပြီးတော့မှတွေးကြော်တယ်ကိုအများကြီးကြော်ထားတာကဘာလဲဆိုတော့ဒီမြန်မာနိုင်ငံမှာဘယ်တော့မှမပြတ်တဲ့ပေါ့နော်အဖွဲ့အစည်းဆိုကိုသူပညာထားပြီးတော့မှဘက်ပေါင်းစုံကနေဖြစ်နေတယ်ပေါ့ဥမာဖြစ်စစ်စီစီရဲ့စစ်အင်ဂျင်နီယာရှိတယ်ဆိုတော့လိုအဲ့ဒီနေသူတို့မှထုတ်သုံးနိုင်အောင်ဆိုပြီးတော့မှအဖက်ဖက်ကနေပြီးစောက်လာတဲ့တက်ဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့လည်းဒီနေ့အချိန်မှာတော့ကျမတို့လူငယ်တွေနဲ့တွေ့တဲ့အချိန်မှာဒီနေ့ရဲ့ဖက်စစ်တက်ပြီးအသုံးရှုံးနဲ့ပြိုလဲနေပြီပေါ့နော်ဘယ်တော့မှမပြိုလဲဘူးလို့ကြီးညာထားတဲ့ဖက်စစ်တက်ပေါ့နော်